amplitude amplitude အကြောင်းလေးပြောအောင် amplitude is the maximum displacement or distance moved by a point on a vibrating body or wave measure from its equilibrium position amplitude ဆိုတာကသူ့ရဲ့ဒါ equilibrium position ပေါ့နော် equilibrium position ကနေပြီးတော့ဒီ wave ဒါမှမဟုတ်ရင် vibrating body တစ်ခုကနော်နေပြီးတော့ဒီသူ့ရဲ့ equilibrium position ကနေအကွာအဝေး maximum displacement နော် ရိုး displacement မဟုတ် maximum displacement ကိုဘာလို့ခေါ်လဲဆိုတော့ amplitude လို့ခေါ်တာ amplitude ရဲ့ SI unit က meter လို့ခေါ်နောက် period ကကြတော့ကြာချိန်ပေါ့ the time period is the time it takes from one complete wave cycle to pass a point it is the inverse of frequency period ဆိုတာကအချိန်တစ်ခုပဲဒီ complete wave cycle cycle တစ်ခုbusy အပြည့်စုံဖြစ်ဖို့အတွက်ကြာတဲ့အချိန်ကို period လို့ခေါ်တယ် period က SI unit က second s လို့ရေးတယ်သူက t equal to 1/f သူ frequency နဲ့ပြောင်းမြန်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်က d ကနေပြီးတော့ d အထိအကွာအဝေး d ကနေပြီးတော့ d အထိအခါ one complete cycle ဒီ one complete wave cycle ဖြစ်ဖို့အတွက်ကြာတဲ့အချိန်ကို period လို့ခေါ်ဒီပုံလေးကတော့ government school တွေမှာတင်တဲ့ grade 9 လေ science သိပ္ပံစာအုပ်ထဲကပုံလေးကိုဒီထဲထည့်ပေးထားတယ်ကမြန်မာလိုကဒီလိုမျိုးလေးတွေပြောထားတယ်အဲ့ဒါကိုအင်္ဂလိပ်လိုနဲ့မြန်မာလိုတွဲမသိကြတာပေါ့နော်အဲ့ဒါလေးတောက်တော့သမီးသိအောင်လေးထည့်ပေးထားရယ်နော်